မင်္ဂလာရှိသောညာချမ်းလေးပါချစ်တို့၏ကျမ်းမာရေးအသိပညာဘဝတုဒ္ဓများကိုတင်ဆက်ပေးနေကြ Healthy Habit Sunny Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါစီရှင်ဒီနေ့မှာတော့အမျိုးသားတို့ကြီးတစ်ခုလုံးရဲ့အဖြစ်စဉ်ဆုံးအိမ်မက်တစ်ခုဖြစ်တဲ့ကောလီကိုအိမ်မာတင်ဘယ်လိုထည့်ရမလဲဆိုတာရဲ့ထိရအောင်ဘယ်လိုထည့်ရမလဲဆိုတာကိုကျမ်းမာရေးအရာထိရောက်စာပြပြပေးသွားမှာဖြစ်လို့ဇန်နီရဲ့မျက်နှာလေးကိုကြည့်ရင်အဆုံးထိလိုက်ပါစီမျောနားထောင်ပေးကြပါအောင်နော်ကိုကိုတို့ရဲ့တမယိုးချလေ့ကျင့်ခန်းတွေကိုအာမရနိုင်မယ်ဖုတ်ကြီးကိုထူးထူးခြားခြားပေးစွမ်းခြင်းစိတ်ကရှင်တို့အမျိုးသားတိုင်းမှာရှိကြပါရဲ့နော်ရှင်တို့ထွင်းပေးတဲ့လေ့ကျင့်ခန်းတွေကြားမှာကျမတို့ချွေးတရွှဲရွှဲမျက်တောင်လေးတစ်ဆင်းဆင်းဖြစ်နေရကိုရှင်တို့သိခုံမင်းကြတာကိုသိပါရဲ့နော်ဒါကြောင့်ဒီနေ့ဂေါ်လီထက်နီကိုသိချရှင်းပြပေးသွားပါမယ်ရှင်ဂေါ်လီမထည့်ခင်ရှင်တို့ညီလေးကိုတန်ရှင်းလှုပ်ထားပေးပါရှင်ဒါမှသာယောဂပုံမားတွေမဝင်နိုင်မှာဖြစ်ပါတယ်ထဲမယ်နေရအားသိချရွေးချယ်ပါနော်ရှင်တို့ရည်ရွယ်ချက်ကဖုတ်ကြီးကိုလက်တော့တာအရာသာပေးစွမ်းချင်တာဖြစ်လို့နေရာမှန်ကိုသိချရွေးပါတွေးကြောလွတ်ဖို့အရေးကြီးပါရဲ့ရှင်စပြီးထဲတော့မယ်ဆိုရင်ထဲမယ်နေရာမှာအရေးပြအားအပေါ်သို့ညင်သာစာဆဲယူလိုက်ပါရှင်အရေးပြအားတန်ရှင်းစွာပြုလုပ်ထားသောဖောက်တံဖြင့်ဖောက်ပေးပါနော်ဂေါ်လီအားအရေးပြားတဲ့သေချာရအောင်ထဲပါဂေါ်လီအရေးပြားတဲ့ရောက်ပြီးပါကအနာတဆင်စေးပီတာတိုင်းဖြင့်စေကြော၍ချအောင်တုပ်ပါထို့နောက်ဒဏ်ရာကိုပတ်တီးစီထားပါပတ်တီးစီထားစဉ်အတွင်းဒဏ်ရာအားရေမထိအောင်ဂရုစိုက်ပါတရက်ချာတစ်ကြိမ်ပတ်တီးလဲပါ9ရက်ပြေပါကပတ်တီးဖြေပါဒါဆိုရင်တော့ရှင်တို့စိတ်တိုင်းတမကျိတ်ဆိုင်ဝိုင်းအစုံဖြောပြေနိုင်ပါပြီရှင်တက်လုံးတဲ့အပေါ်တဲတဲကထဲပါကကျမတို့ရဲ့ပန်းဖူးလေးကိုဝင်းချင်းထွက်ချင်းအချစ်လန်းခီတိုင်းမှာခလုတ်ဝန်းတိုက်တိုက်နေစေပါရဲ့ရှင်ဒါမျိုးကိုကြံ့ကြိုလို့ခေါ်ဆိုကြပါရဲ့ဘေးတစ်ဖက်တစ်စီမှာထဲခြင်းကနှက်ခမ်းသားတွေကိုကျမ်းမာစေပြီးသွေးကြောတစ်ထောင်တဖြည်းဖြည်းဖြစ်စေပါရဲ့ဒါကိုတော့ဖားမျက်စိလို့ခေါ်ကြပါရဲ့နောက်ဆုံးတစ်ခုကတော့နဂါပတ်ပါရှင်ပတ်ချာလေဖြစ်နေသောကြောင့်လေ့ကျင့်ခန်းလုပ်စဉ်အတွင်းကျမတို့ကိုတီကောင်စားပတ်တယ်လို့ကိုဖြစ်နေစေပါရဲ့ပိုးကျမ်းမာစေတာပေါ့နော်ကဲကိုကိုတို့ရေဇန်နီလေးဒီနေ့တင်ဆက်ပေးသွားခဲ့တာကတော့ကျမ်းမာရေးဘုဒ္ဓတစ်ခုမျှသာဖြစ်ပါရဲ့နော်နေရာချတိုင်းမှာလေအခုလိုမျိုးထိမိအစိမ့်နေတဲ့ကျမ်းမာရေးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရန်ချစ်ပါရရှင်